ပေးလိုက်ပြီလားရပြီလားဟာ sorry ရောဘဲတွေရောတယောက်ပြီးတော့ပြီးပြီးလာကုန်ညာစိတ်နေတယ်လက်နဲ့တောက်လျှောက်နှိမ့်နေညောင်းလာတယ်ဩပေးလိုက်ပြီကျေးဇူးပါဟယ်လိုမင်္ဂလာပါအရင်ချစ်တယ်ကိုတဲ့ဟယ်လိုမင်္ဂလာပါရှင်အကောင့်နံပါတ်ကလည်းအရင်ချစ်တယ်ကိုအဲ့နာမှာကိုကြီးဆိုရမ်းမိုက်အရင်ချစ်တယ်ကိုကြီးဆိုအချစ်ဆိုတာပါဇက်ကချစ်တယ်ပဲမပြောရဘူးထုတ်ပြရတယ်တိလားဒီမိန်းကလေးကြောင့်ငါချစ်တယ်ဆိုရင်ရင်ထဲမှာပြောနေမမြင်ဘူးလေတိလားတချို့အချစ်တွေကြတော့ထုတ်ပြမှမြင်လားတကယ်ချစ်တယ်ဆိုရင်ထုတ်ပြရတယ်လားဟုတ်တယ်အဲ့တော့ဘယ်လိုထုတ်ပြရမလဲဆိုတော့စိတ်ကြီးကြောက်တယ်ဗဒမြားကြီးနဲ့တင်တောင်းလိုက်ဒီကိုလိုက်ကစိတ်ကြီးကြောက်တယ်ဗဒမြားကြီးနဲ့တင်တောင်းလိုက်လို့ကေချီရလာလို့ချိန်ခါမင်းဟယ်လိုမင်္ဂလာပါရှင်နာဒီကိုရမ်းချစ်တယ်ချစ်စုပါရမ်းလေးချစ်ပါရဲ့ရှင်အကုန်လုံးကိုချစ်တယ်နော်မချစ်တဲ့လူတရားမှမရှိဘူးအကုန်လုံးကိုချစ်ပါရဲ့ရှင်အကုန်လုံးကိုရင်ထဲမှာမြင်ရှိဟယ်လိုမင်္ဂလာပါနောက်ကိုအရာမဟုတ်တောင်းပြီးဖုန်းဝယ်ရအောင်လေတချင်းဖွင့်ရအောင်လိုက်ဆိုရင်ရမ်းပြင်းလို့တချင်းဖွင့်ရအောင်အကျယ်ကြီးတော့ဖွင့်လို့မရဘူးတူတူလေးပဲရမှာဘာလို့အဲ့ဘက်ကတော့ကြားချင်မှကြားရမလားမသိဘူးလို့1500ချစ်ဟုတ်တယ်ဘေကိုလိုက်တဲ့တူပုံ1500ချစ်တယောက်ပဲချစ်နေရအကုန်လုံးချစ်ပါရဲ့ဒီကနေတယ်မကတဘူးလို့ရှင်ကမဟုတ်ပါဘူးဘာတော့မဟုတ်ချင်တော့လေအမအသက်ဘယ်လောက်လဲ2005ငါနောက်တစ်ခါ live လွှင့်ပြီဆိုရင်လေဒီနှစ်ဖူးလေးမှာဒီကားလေးမှာစာလေးကတ်ထားမယ်အသက်ဘယ်လောက်လဲ2005ဘယ်မြို့နယ်ရလဲဒီမှာရန်ကုန်ဘယ်ရလဲအဲ့လိုမျိုးရေးထားမယ်သိလားဟုတ်နင်တို့အင်တာဗျူးဖြေနေရတယ် live လွှင့်တာလားအင်တာဗျူးဖြေရလားမတဲခွင်ဟုတ်တယ်ဘယ်မြို့နယ်ရလဲဘယ်ရလဲအသက်ဘယ်လောက်လဲဒါပဲပြောတတ်ကြတယ်ဟုတ်တယောက်ဒါပဲအဲ့လိုကြီးကြမပြောတော့ပြီးရင်လာအောင်မယ်နောက်ထပ်လာမင်းနဲ့မြေပါတက်မလောက်နေဘယ်မြို့နယ်ထားပါ25လောက်ဆိုစင်ပြေလာပြရွယ်တူပဲပေါ်အဲ့ဆိုရင်ငါရွယ်တူစိတ်ဝင်လာတော့ရွှေတူရေးစိတ်ဝင်ထားတူပဲပေါ်ဟုတ်လား25လောက်ဆိုရင်တော့မကြိုက်ဘူး30ကျော်ပဲကြိုက်တာ都是没有的老人